စိုက်ထီယိုရာဒီရောက်နေပြီဆိုတော့ကေအလဲသွားခဲ့တဲ့စိုက်ထီယိုခီးစဉ်လေးကိုမျှဝေပေးလိုက်ပါတယ်ကေကမနက်4နာရီခွဲလောက်စထွက်လာပြီးတော့အခု39မိုင်တပြေရိပ်မှာခဏလေးနားပါမယ်ထမင်းကြော်ကိုကေဟင်းနဲ့မစားချင်တာနဲ့ငရမ်းကြောက်ဖို့လေးနဲ့မှာလိုက်တယ်ပြီးတော့မွေးငါးလေးရယ်ကေစားကြည့်လိုက်တော့တိတ်တော့မကြိုက်ပါဘူးခဏလေးငိုက်သွားပြီးတော့အခုပြန်နိုးလာပါပြီစစ်တောင်းထားလဲရောက်တော့မှဆိုတော့လေကေစိုက်ထီယိုမရောက်တာဆိုရင်လေတော်တော်ကြာပြီဘယ်နှစ်တောင်ရှိပြီလဲမသိအခုမွန်ပြည်နယ်ထဲကိုရောက်လာပါပြီတောင်တန်းတွေကိုစပြီးတော့မြင်နေရပြီပေါ့နော်စိုက်ထီယိုကင်မွန်စခန်းနောက်ရောက်ပါပြီကားအပ်ဖို့အတွက်နေရာရှာနေပါတယ်တငယ်ချင်းမိသားစုကခလေးလဲပါတော့ကားဂိတ်နဲ့အနီးဆုံးနေရာကိုပဲရွေးလိုက်တယ်ဈေးတော့နည်းနည်းများတယ်တညကိုကားတစ်စီးကို18000ပေးရပါတယ်အခုကေရိုတောင်ပေါ်တက်ဖို့အတွက်ရင်ရက်နာစခန်းကိုရောက်နေပါပြီအခုကားကားတွေကရှေ့ကန်က9000နောက်ခန်းက9000ပါအခုကစိုက်ထီယိုရာသီချိန်ဆိုတော့ခီးသွားတွေများတော့ကားတွေကမဆောင်ရဘူးကေရိုလက်မှတ်ဝယ်တယ်ပြီးတော့ကားပေါ်တစ်ခါလေးတက်ပါတယ်အခုတောင်စတက်ပါပြီကေကမိုးရသည်မဟုတ်ဘူးဆိုရင်တော့တောင်တက်ကားကိုနောက်ခန်းနေပဲစီးရတာကြိုက်ပါတယ်လေလက်တစ်ခုခုနဲ့ view တွေကိုလည်းသိချမြင်ရတယ်ပေါ့နော်ကေရိုသွားတဲ့နေရာလေးလေကတော်တော်တိုက်နေတာကားသွားနေရလဲပါတာပေါ့လေဗီဒီယိုရိုက်တာလေးဖုန်းတော့မနှဲကင်ထားရတယ်အခုတောင်ပေါ်ရောက်ပါပြီအထုပ်တေချအထမ်းသမားရှာပေါ့နော်ဒီကအထမ်းသမားတွေပစ္စည်းတော်တော်များများတည်နိုင်နေနော်စိုက်ထီယိုရောက်ပြီဆိုရင်တော့ထက်ညက်နဲ့မုတ်လက်ဆောင်တစ်ခွက်ကတော့တောက်လိုက်ရမှာနေလို့ထိုင်လို့ကောင်းပါပါတယ်အခုကစိုက်ထီယိုစီတော်မြက်ကြီးရဲ့မုတ်ဦးဝင်ပေါက်နာကိုရောက်ပါပြီလူကြီးတွေမပြောနဲ့ကိုရီတက်လို့မကောင်းပုံများတော့အဲ့လေကားတစ်လေးနည်းနည်းပပတောင်လေးကေမနေတက်ရတဲ့ပေါ်ရောက်တော့မောနေတယ်ဒါမဲ့ view ကတော့လုံးဝအမောပြည့်စီတာပေါ့နော်စိုက်ထီယိုဖျားကြီးကိုမြင်နေရပါပြီအခုအချိန်က10နာရီလောက်ရှိပြီရင်မြင်တော်ပေါ်မှာနေပူနေတာတော့မှပဲလေလီကတဟူးဟူးနဲ့အေးစိမ့်စိမ့်ကြီးအရန်အောင်နေလို့ကောင်းပါလေခုကပိတ်ရက်တွေလောက်တော့လူတွေတိုးဝှေ့မနေဘူးပေါ့နော်ကေကလူကြက်မှာဆိုလို့ဂျားရက်လေးကိုနည်းနည်းလေးလာလိုက်တာရင်မြင်တော်နားမှာပဲတဲချင်တာနဲ့ကေရိုးရိုးလေးဟိုတယ်3ကိုပဲရွေးလိုက်တယ်ရိုးရိုးလေးကဒီရင်မြင်တော်ပေါ်နဲ့ဆိုရင်အစင်းသားလေးလောက်မှာပါပဲနီးနီးလေးပဲပေါ့နော်ကေအခန်းလေးက reception နဲ့ကရက်အခန်းလေးပဲ room tour လေးကိုလိုက်ကြည့်ပေးပါဦးအခန်းလေးကအရန်မကောင်းပေမဲ့နေဖို့အတွက်ဆိုရင်အသင့်အတင့်ပုံစံမျိုးလေးပေါ့နော်အခန်းက3သိန်းခွဲကြာပါတယ်ပြီးတော့သူလိုအပ်တဲ့ facility လေးတွေလည်းပြည့်စုံထည့်ပေးထားပါတယ်ခုကစောင်းနှင်းဆိုတော့အရန်အေးတတ်တဲ့လူဆိုရင်တော့အနွေးတဲ့ထူးထူးထက်ထက်လေးတွေယူသွားကြပါအခန်းပတ်လေကလည်းကြွေပြားကတ်ထားတော့စူထိုင်းထိုင်းနဲ့အခန်းတွင်းထဲမှာလည်းနည်းနည်းအေးပါတယ်နေ့လယ်ဘက်တောင်လေးကေလျှောက်သွားဖို့အတွက်ကိုအနွေးတဲ့ထုတ်ဝေရတယ်ကေကအရန်လဲအေးမခံနိုင်တော့လေဟိုတယ် view ကတော့မြင်တဲ့အတိုင်းပါပဲအရန်ကိုပဲလှပါတယ်ကေတို့အခန်းရှိထွက်လိုက်တာနဲ့ဒီ view ကိုမြင်နေရတာပေါ့နော်ရင်မြင်တော်ပေါ်မှာဖျားခဏရှိခိုးပြီးတော့မုတ်စားဖို့အတွက်ကိုမုတ်စည်းရန်ရှိတဲ့နေရာကိုသွားပါတယ်ကေကလေပဲခီးပဲတော့အခန်းတွင်းအောင်နေဆိုတာရှားတယ်အပြင်တွေကိုပဲရှောက်ပြီးတော့ပတ်သွားကြည့်ခြင်းနေတာအရန်လွမ်းနေရဲ့နေစာလွင်ရနမ်များထောပတ်တုတ်ကျွတ်လေးကိုမှာစားပါတယ်တခြားဟာရောင်မလာသေးပြီးတော့အရန်အေးနေလို့ဆိုပြီးတော့စမ်းစားကြည့်မယ်ဆိုပြီးတော့ကွစ်တီကိုအပြုတ်လေးမှာစားလိုက်တယ်ကွစ်တီကိုအပြုတ်ကလေးအရသာလေးတော်တော်လေးကောင်းတယ်ချင်းဆက်လေးဒီဟာလေးမှာစားကြည့်နော်အော်စိုက်ထီယိုရောက်မှတော့တောင်တောင်တော့အနည်းဆုံးတက်မယ်ဆိုပြီးတော့ရမ်းမြင့်နဲ့မုတ်ဆိုးတောင်ပဲကေကရွေးချယ်လိုက်ပါတယ်အစတော့ကတော့ရေတခွန်တွေပါတွေသွားမယ်ဆိုပြီးတော့အားခဲလာတာဒီရောက်တော့ရာသီဥတုကလည်းအရန်အေးတော့အော်ရေထဲလည်းရောက်မှာမဟုတ်ဘူးဆိုပြီးတော့ရေတခွန်မသွားပြတော့ပါဘူးကေတို့အခန်းထဲမှာခဏနားတယ်ပြီးတော့2နာရီလောက်ကြာတော့နေ့လယ်စာသွားစားမယ်ဆိုပြီးတော့ကျူဝင်းကိုရောက်လာပါတယ်ကေမှထားတာကကိုကလည်းမွန်မလေးဆိုတော့ကြိုက်ထွရောက်တုံးကိုစက်မွန်ချက်လေးမှာထားတယ်ငနီတူရခိုင်တုပ်လေးလည်းမှာထားတယ်ပြီးတော့ဒီကပေးတဲ့အရန်ဟင်းနေပေါ့နော်ငပိတိုးစရာပဲကလာဟင်းပြီးတော့ဒီကြက်အမြစ်လေးလည်းမှာထားပါတယ်2နာရီလောက်ဆိုတော့လူလည်းနည်းနည်းရှင်းသွားပြီပေါ့နော်ကီမှာထားတဲ့ကြက်မွန်ချက်လေးကလေချင်းဆက်လေးနဲ့တော်တော်လေးကိုစားလို့ကောင်းပါတယ်ငနီတူရခိုင်တုပ်ကလည်းလေငနီတူလေးကကျွတ်ကျွတ်လေးနဲ့အရန်အောင်စားကောင်းတော့ပဲပြီးတော့သူတို့ကလေငပိထောင်းနဲ့တုပ်တာပါချမင်းဆိုင်နေမှာကတော့ချိုမုတ်ကတော့ပါတာပေါ့လေကျက်အရေကွန်လေးရယ်ဆက်လက်ရွက်လေးရယ်ငနီတူတုပ်လေးရယ်လုံးဝရှယ်ပဲတီးစုံပဲကလာဟင်းလေးလည်းလေတော်တော်စားလို့ကောင်းတယ်ဖရဲတီးရယ်လက်ဖက်တုပ်ရယ်တော့ free ပေးလိုက်သေးတယ်ကေမရိုက်ဖြစ်လိုက်တာ give vlog လေးရလဲရှင်းနေပြီဆိုတော့အားလုံးဒီလောက်နဲ့ပဲနှုတ်ဆက်လိုက်ပါတယ်အားလုံးပဲ bye bye စိုက်ထီယို vlog part 2မှာပြန်ဆုံမယ် give vlog လေးကိုစောင့်ကြည့်ကြပေးပါဦး like and follow လေးမမေ့နဲ့နော်